အဲ့လိုမျိုးမင်္ဂလာပါဒီနေ့ကတော့အရင်အဆက်ကလေးကိုဆက်တင်မယ်ပေါ့နော်ဒီတစ်ခါကတော့โอเคအဲ့ဒီတော့တက်ကြည့်မယ်အရင်အဆက်ကလေးဖြစ်တဲ့ဟာဒါလေးပေါ့နော်ဒါလေးကိုဆက်တင်မှာဖြစ်ပါတယ်ဒါကကြတော့ level 1ပေါ့နော် level 1ရဲ့စာအုပ်2ဖြစ်တယ်ပေါ့နော်ภาษาไทยเล่ม2โอเคเนาะภาษาไทยเล่ม2ตัวจะတော့ level 1บท2ပေါ့နော်စာအုပ်2ဖြစ်တယ်ပေါ့ level 1နဲ့မှာပဲပါတယ်ပေါ့နော်โอเคဆက်သွားမယ်ဒါတွေကတော့ရှစ်မှာတင်ထားခဲ့တဲ့သူဒီနဲ့တရနဲ့တွဲတဲ့ဟာလေးတွေကိုသူဒါနှွေးပြီးတာပေါ့နော်ဒါတွေကတော့မတင်တော့ဘူးเนาะအရှိမလည်းတင်ပြီးသွားပြီဆိုတော့โอเคအဲ့ဒါဆိုလို့ရှိရင်ဒါလေးတွေကကျတော့အရှိမတင်ပြီးသားရှိတယ်ဒါပေမဲ့ဒီစာအုပ်လေးနဲ့ဟိုစာအုပ်လေးနဲ့ကျတော့နည်းနည်းမတူဘူးပေါ့နော်အဲ့အတွက်ဒီစာအုပ်လေးကိုဆက်ပြီးတော့တင်ပေးပါမယ်โอเคဒါလိုက်ကြည့်မယ်နော်အရှိမဒါတွေကပေါင်းတက်ပြီးသားဆိုတော့ဒါတွေကိုထူးထူးတလဲထပ်ပြီးတော့မပေါင်းပြတော့ဘူးเนาะထားစီโอเคเนาะထားစီစေတုတ်တီเนาะဖာကာโอเคเนาะဖာကာဆိုတာဟိုအဖုံးပြောတယ်เนาะလိုဟိုเนาะလိုဟိုในနာဘောက်ခေါ်တယ်နာရွက်ရဲ့အပေါက်ပေါ့เนาะလိုဟိုနာရွက်မှာအပေါက်ရှိတာပေါ့เนาะပိုခါကေเนาะပိုကနန်းခါကေခြေထောက်ကွေးနေတယ်ကိုပြောတယ်เนาะပိုခါကေကနန်းရဲ့ခြေထောက်ကကွေးနေသည်တဲ့ငူးတို့เนาะငူးတို့ဆိုတာကကြတော့မွေရဆိုးတယ်ပေါ့เนาะမွေရဆိုးတယ်ပေါ့ထိုပိုင်တိုโอเคเนาะထိုပိုင်တိုစင်အိုကြီးရဲ့เนาะစင်အိုကြီးပေါ့ပြီးရင်ဧကာကြီးကเนาะတာဒီအဖိုးဒီတဲ့โอเคเนาะဒိုပိုကနန်းကိုကြည့်တယ်တဲ့เนาะဒိုပိုကနန်းကိုကြည့်သည်ခါကေခြေထောက်ကွေးသည်ဝေလာโอเคเนาะဝေလာဆိုတာအချိန်နာทีโอเคเนาะနာทีမိနစ်စေမာရိုင်ထိုးလာတယ်เนาะရိမ့်ရိုင်လာတဲ့အတူတူပဲဟေဟာရှီမောတယ်နော်ဗောနော်ရှီမောတယ်ပြီးရင်စေမာโอเคเนาะဒီမှာစေမာစေမာဆိုတာရိုင်လာတယ်ထေးရโอเคเนาะထေးရစေးလောင်းချတယ်ကေလေးโอเคเนาะကေလေးဆိုပါဆိုသွန်းတယ်ပေါ့လူတွေကိုပြောတာပေါ့နော်ကေလေးဆိုသွန်းတယ်တိရစ္ဆာန်တွေဆိုလို့ရှိရင်လည်းကေလေးဆိုတာတိရစ္ဆာန်ရိုင်းတယ်ပေါ့နော်ဆိုတယ်ပေါ့စာကေနော်စာကေအဓိပ္ပာယ်မရှိဘူးနာလီโอเคနော်နာလီလူနာမည်မိန်းကလေးနာမည်ထားစီစေလိမ့်နဲ့စေတောက်တယ်စေချဲ့တယ်ပေါ့နော်ပြီးရင်မီဖီโอเคနော်မီဖီဆိုတာကျတော့အနာစိမ့်ရှိတယ်ဟာလိုโอเคနော်ဟာလိုဆိုတာအပေါက်ကိုရှာသည်ပေါ့โอเคနော်မလီโอเคနော်မလီစပယ်ပန်းကတိကပိပြောတာနော်ကပိโอเคနော်ကပိဆိုတာပစုံငပိစိန်စာငပိခေါ်လို့ရတယ်နော်ကတိโอเคနော်ကတိအုံနုဝိธีโอเคနော်ဝိธีနီလန်ဝိချာโอเคနော်ဝိချာပညာทะเลโอเคเนาะทะเลဆိုတာကကမ်းခြေဝီလာโอเคเนาะဝီလာဆိုတာနာမည်ကလာเนาะကလာအုံခုကိုပြောတယ်เนาะโอเคဒါဆိုလို့ရှိရင်ဆက်သွားမယ်ဟာဟောင်โอเคเนาะဟာဆိုတာရှာတယ်ဟောင်ဆိုတာတန်เนาะဟာဟောင်တန်ရှာသည်တဲ့ထိုလားโอเคเนาะထိုလားဆိုတာကိစ္စထလူโอเคเนาะထလူဆိုတာပေါက်ထွက်သွားတာပုပ္ပโอเคเนาะပုပ္ပဆိုတာကဖာတီเนาะဖာတီလို့ပြောလို့ရတယ်ကောင်းခါနာတင်ထားတယ်เนาะကောင်းခါခြေထောက်ကိုကုပ်သည်สีเทาโอเคเนาะสีเทาဟိုဘက်ဟိုဘက်တစ်ပိုက်မှာပြီးခဲ့တဲ့အပိုက်မှာတင်ပြီးသားเนาะสีเทาမိကိုရောင်အာယုโอเคเนาะအာယုဆိုတာအသက်ချနီဆိုတာမြောက်ကိုပြောတယ်เนาะคาโตโอเคเนาะคาโตဆိုတာခြေထောက်ကြီးတာပေါ့เนาะပိုင်ဝိုင်โอเคเนาะပိုင်ဝိုင်ဆိုတာသွားတာမြန်တယ်ကိုပြောတယ်တော့เนาะနေနာโอเคเนาะနေနာလက်ထဲမှာကမ်ယမ်โอเคเนาะကမ်ယမ်ဆိုတာနာမည်ကိုခေါ်တယ်เนาะနောက်တစ်ခုကလဘမ်โอเคเนาะလဘမ်ဆိုတာကခုံတယ်ทำไมโอเคเนาะทำไมပါလဲတဲ့โอเคเนาะ
ทำไมဘာကြောင့်လဲဘာအတွက်လဲဘာဖြစ်လို့လဲအဲ့လိုမျိုးပေါ့နော်အဓိပ္ပာယ်ပေါ့ခိုဒမ်ခိုဒမ်ဆိုတာနွားအမဲရောင်ပိုင်းယာနော်ပိုင်းယာဆိုတာကဆေးရွက်ကိုပြောတာပေါ့နော်ဆေးရွက်ပြီးရင်လမ်းញိုင်းโอเคနော်လမ်းញိုင်းဆိုတာကြတော့လမ်းញိုင်းတီးကိုပြောတယ်နော်မတ်ဖိုင်โอเคနော်မတ်ဖိုင်ကနဆိုးတီးကြိုင်တီးโอเคနော်ကြိုင်တီးစိတ်ကောင်းရှိတယ်ထိုင်နာโอเคနော်ထိုင်နာဆိုတာလဲထွန်တယ်လိုလေးโอเคနော်လိုလေးဆိုတာကြတော့ကဝန်တဲ့ပုံစံပေါ့စဉ်းစားရတယ်ပေါ့နော်တွေ့ဝေတယ်ပေါ့ပြီးရင်ဆိုးဆေးဆိုတာရိုင်ထိုးတယ်ပေါ့နော်မိုမေဆိုတာကြတော့အမ်ပေပေကြံတယ်ပေါ့နော်ရိုးရေးโอเคနော်ရိုးရေးဆိုတာနဲ့နေတာပေါ့ဗျာနော်နဲ့တယ်မခိုင်ဘူးပေါ့အဲ့ဆိုလို့ရှိရင်ဆက်သွားမယ်နော်อาสาพาคูกำยำไปไทยนาไวไวโอเคเนาะอาสาဆိုတာကျတော့ဦးလေးစာတဲ့เนาะဦးလေးစာတဲ့พาခေါ်သွားတယ်ခိုကำยำกำยำဆိုတဲ့နွားရဲ့နာမည်ကကำยำเนาะไปไทยนาไปဆိုတာသွားတယ်ไทยนาဆိုတာလဲထွန်တယ်ไวไวဆိုတာမြန်เนาะ อาสาพาโคกำยำไปไทยนาไวไว้เนี่ยဦးလေးစာကနွားကำยำကိုခေါ်ပြီးတော့လဲမြန်သွားထော်နေတဲ့โอเคเนาะနောက်တစ်ခုကကျတော့สุดาดีใจอาวีละใจดีพาไปทะเลโอเคเนาะสุดาဆိုတာကျတော့สุดาကတဲ့ดีใจပျော်ရွှင်နေတဲ့โอเคเนาะอาวีละဦးလေးဝီလာကတဲ့ใจดีစိတ်ကောင်းတယ်ပေါ့နော်พาไปทะเลพาไปဆိုတာခေါ်သွားတယ်ทะเลဆိုတာကမ်းခြေเนาะ สุดาดีใจอาวิล่าใจดีพาไปทะเลสุดาကပျော်ရွှင်နေတဲ့လေးဝီလာစိတ်ကောင်းရှိတယ်ပေါ့နော်ကမ်းခြေကိုအလဲခေါ်သွားတယ်အဲ့လိုပုံစံပေါ့နော်โอเคဆက်သွားမယ်နော်อีกามาดูปูนาคาเกเนาะอ่ะปูนาမပါဘူးเนาะอีกามาดูปูคาเกโซเซไปมาโอเคเนาะ อีกาဆိုတာကြီးကန်းကတဲ့မာတိုလာကြည့်တယ်ပိုခါကေကနန်းခြေထောက်ကိုကိုကိုပေါ့နော်ဆိုးဆေးပိုင်းမှာဆိုးဆေးဆိုတာရိုင်ထိုးတယ်ရင်းရိုင်ပြီးတော့ပိုင်းမှာသွားလာတယ်ပေါ့နော်อีกามาတိုပိုခါကေဆိုးဆေးပိုင်းမှာอีกาကခြေထောက်ကိုကိုနဲ့ကနန်းကိုတဲ့ကနန်းကဆိုးဆေးပိုင်းမှာနော်ရိုင်ထိုးပြီးတော့လမ်းလျှောက်နေတာကိုလာကြည့်ရဲတဲ့โอเคနော်โอเคအဲဆိုလို့ရှိရင်ဒီစာပေါက်လေးရမယ်နော်အဲဆိုဆက်သွားမယ် สระออเนี่ยပေါင်းတာပေါ့နော်တရစระออနဲ့ဘီနဲ့ပေါင်းတာကိုဆက်သိမ့်မယ်ပေါ့နော်โอเคกอกอจออจอดออดอตออตอปอบอปอปอปอเนาะคอขอฟอฝอพอผอฟอฝอซอสอหอหอคอคององอสอสอทอทอนอนอยอยลอลอโอเคเนาะအဲ့ဒီကိုအဓိပ္ပာယ်ရှိတဲ့ဟာလေးတွေကိုဆိုပေးမှာပေါ့နော်ခอနော်ခอတောင်းတယ်ပေါ့နော်ဒါကကြတော့ခอလေဘင်းကိုပြောတယ်နော်ပြီးရင်စောဒီလိုမျိုးဟိုထိုးတယ်ကိုပြောတာပေါ့နော်တစည်းထိုးတာတို့တယောထိုးတာတို့ပေါ့နော်လောစောင့်တယ်ပေါ့နော်စောင့်နေဒီစောင့်ဆိုင်နေပေါ့နော်โอเคသွားမယ်နော်ငေါခေါ်အားခါငေါခါငေါဆိုတာကိုွေးတယ်ခါဆိုတာခြေထောက်နော်ခြေထောက်ကိုွေးဒီတဲ့โอเคเนาะဒီမှာခြေထောက်လေးကိုွေးနေတွေ့လားငေါခါเนาะခြေထောက်ကိုွေးဒီတဲ့စောဤစီစောဆိုတာကတရောထိုးတယ်တဲ့เนาะနောက်ပြီးတော့ဒီမှာတောအတခေါ်တခေါ်ဆိုတာတစင်ကိုပြောတယ်เนาะတစင်တို့ဂျိတ်တို့ကိုခေါ်တယ်ပေါ့เนาะဂျိတ်တွေတစင်တွေဒီလိုချိတ်တဲ့ဂျိတ်လေးတွေပေါ့เนาะโอเคဆက်သွားမယ်ปออีปีจออจอโอเคเนาะปีจอဆိုတာခွေးနှစ်ကိုခွေးနှစ်တောင်ဖြစ်တယ်ဟိုးစာတကယ်လို့ဟိုးစာတယောက်နှစ်ပေါ့နော်တယောက်နှစ်ဆိုလို့ရှိရင်ဟိုးစာ12ရာသီရှိတယ်လေနော်အဲ့ဒီ12ရာသီတွေနဲ့ပြောမယ်ဆိုလို့ရှိရင်ปีจอโอเคเนาะปีจอဆိုတာကကြတော့
ခွေးနှစ်ကိုပြောတယ်ပေါ့နော်ปีจอဆိုတာခွေးနှစ်နော်ปีจอဆိုတာခွေးနှစ်ဥပမာဟိုတရုတ်နှစ်မှာဆိုလို့ရှိရင်ခွေးနှစ်လူကြောင်နှစ်ကြက်နှစ်အာကျွမ်းနှစ်ယုံနှစ်အဲ့လိုမျိုးနှစ်တွေရှိရကွာအဟာကိုခေါ်တာနော်ปีจอခွေးနှစ်နော်ပြီးဖော်တော်ဒီဖော်ဒီကိုနော်ဖော်ဒီဆိုတာအတော်ပဲကွက်တီပဲအဲ့ဒါကိုပြောတာနော်ခေါ်ဒိုနော်ခေါ်ဆိုတာတောင်းတယ်ဒိုဆိုတာကြည့်ရခေါ်ဒိုတောင်းကြည့်သည်စောဟောနော်စောဟောကကြတော့ဘလို့အဓိပ္ပာယ်ရှိလဲဆိုလို့ရှိရင်ပေါ့နော်စောဟောကဘလို့အဓိပ္ပာယ်ရှိလဲဆိုလို့ရှိရင်ဘလို့ပြောရမလဲသူကကြတော့သူကကြတော့ဘယ်လိုပြမလဲဆိုရင်အဓိပ္ပာယ်တော့အများကြီးမရှိဘူးပေါ့နော်သူရဲ့အဓိပ္ပာယ်ကကြတော့ဘယ်လိုပြမလဲဆိုလို့ရှိရင်ဟိုအစားသူကကြတော့ဘယ်လိုပြမလဲဆိုတော့စဟိစောဟောအဓိပ္ပာယ်မရှိဘူးပေါ့နော်ဒီလိုမျိုးနှလုံးထဲဆိုရင်တော့အဓိပ္ပာယ်မရှိဘူးဒါပေမဲ့သူ့ကိုကြတော့အဓိပ္ပာယ်လိုချင်တယ်ဆိုလို့ရှိရင်အများတခြားစကားလုံးတွေနဲ့ပေါင်းဖက်မှရမယ်ပေါ့နော်သူ့ရဲ့နှလုံးထဲဆိုရင်တော့အဓိပ္ပာယ်မရှိဘူးပေါ့နော်အော် sorry okay ဘာဖြစ်သွားတာလဲတောင်း โอเคပြန်လာမယ်ပြီးလို့ရှိရင်ခေါ်တိုစောဟောအဓိပ္ပာယ်မရှိဘူးเนาะပြီးလို့ရှိရင်လီလောโอเคเนาะလီလောโอเคเนาะလီလောဆိုတာကြတော့တွေ့ဝေတယ်တွေ့ဝေတာတို့ဒါမှမဟုတ်လို့ရှိရင်မသိကြတာပေါ့เนาะမကျိန်းသိဘူးပေါ့အဲ့လိုပုံစံပြောတယ်ပြီးလို့ရှိရင်ရှီကောโอเคเนาะရှီကောအဓိပ္ပာယ်မရှိဘူးเนาะစတော်โอเคเนาะစောအစတော်စတော်ဆိုတာကြတော့စားစရာတစ်ခုစားစရာပေါ့เนาะသူကကြတော့ ပါတီလို့ခေါ်လည်းမသိဘူးမြန်မာလိုမခေါ်တတ်ဘူးဟိုထိုင်းနေစားတဲ့စတော်ပေါ့နော်တညင်းသီးလိုမျိုးပဲသူကတမင်းသီးထက်လုံးနဲ့သေးတယ်ပြီးရင်တောင်းရောင်ရောင်နဲ့စိမ့်စိမ့်တောင်းနဲ့အဲ့ဒီကမှဖွာပြီးတော့သူ့အနံ့ကကျတော့တညင်းသီးထက်နည်းနည်းပြင်းတယ်ဒါပေမဲ့စားလို့ရှိရင်တော့တညင်းသီးလိုမျိုးပဲသူကတချို့လူတွေဆိုရှင်စားရင်တက်တယ်ကွာအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ပြီးရင်မော်စောโอเคနော်မော်စောကကြတော့ဟိုစား ကြည့်လို့ရှိရင်လူတယောက်ကြည့်လို့ရှိလို့ရှိရင်ဟိုစားမတန့်ရှင်းတာပေါ့မတန့်ရှင်းတဲ့ပုံစံပေါ့ညစ်ပေတဲ့ပုံစံပေါ့ကြည့်ရတာပေါ့နော်အဲ့လိုပုံစံပေါ့ပြီးရင်ကောင်မလီโอเคနော်ကောနော်မောအမလောကြီးကောင်မလီဆိုတာကျတော့စပယ်ပုံကိုပြောတယ်စပယ်ယုံလို့ဘာလို့ကိုပြောတယ်ပေါ့နော်ပြီးလို့ရှိရင်ခါတာငေါโอเคနော်ခါတာငေါအဖိုးရဲ့ခြေထောက်ကကွေးတယ်တဲ့
နော်ခါဆိုတာခြေထောက်တာဆိုတာအဖိုးငေါဆိုတာကွေးတယ်အဖိုးရဲ့ခြေထောက်ကွေးတယ်ပြီးရင်အာစီစောโอเคနော်အာဆိုတာဦးလေးစီစောဆိုတာတယောထိုးတယ်ဦးလေးကတယောထိုးတယ်တဲ့โอเคနော်ဒါဆိုရင်ဆက်သွားမယ်ပိတာခေါ်တိုနော်ပိတာခေါ်တိုချာလီစီစောနော်ပိတာဆိုတာအဖေခေါ်တိုတောင်းကြည့်တယ်ချာလီဆိုတာဒီကောင်လေးကိုနာမည်ကိုပြောတာပေါ့နော်စီစောဆိုတာတယောထိုးတယ်ပေါ့နော်ပိတာခေါ်တိုချာလီစီစောအဖေကချာလီတယောထိုးတာကိုတောင်းကြည့်သည်ရဲ့โอเคနော်နောက်တစ်ခုကကြတော့ตาพาอาโดกอมมะลิโอเคเนาะตาဆိုတာအဖိုးพาဆိုတာခေါ်လာတယ်အာဆိုတာဦးလေးပေါ့နော်အဖိုးကဦးလေးကိုခေါ်လာပြီးတဲ့ဒိုကြည့်တယ်ကော်မလီဆိုတာကြတော့စပယ်ယုံเนาะตาพาอาโดกอมมะลิအဖိုးကဦးလေးကိုခေါ်လာပြီးစပယ်ယုံကြည့်တယ်တဲ့โอเคเนาะနောက်တစ်ခုကကြတော့စီတာမီမက်လကောမှာพอดีစီတာကားတဲ့မီရှိတယ်မက်လကောတင်မော်တီเนาะမှာพอดีအတော်ပဲတဲ့โอเคเนาะစီတာမီမက်လကောမှာพอดีစီတာမှာတင်မော်တီရှိတယ်ရှိလာတဲ့အတော်ပဲပေါ့နော်စီတာမှာတင်မော်တီရှိတယ်အတော်ပဲတဲ့โอเคเนาะโอเคဒါဆိုလို့ရှိရင်နောက်နေ့ကျရင်ဆက်လက်ဦးနဲ့အတန်ထွက်တဲ့ဟောစာကိုသင်ပေးပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံပါမယ်အားလုံးပဲမင်္ဂလာပါရှင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံပါမယ် Bye.